ဒီပုံတွေကတွေကိုဘာရဲ့ဆိုင်လို့ခေါ်လဲဆိုတာလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်သူကတော့ Messi Shack သို့မဟုတ် Tester Wolf ကလို့ခေါ်ပါတယ်ဒီကေထားခြင်းအကောင်းဆုံးကတော့ဒီတပ်ပုံပြပြီးဆိုင်မှာညှပ်လိုက်ဗျအဲ့ဒါပို့စင်ပေးလိုက်မယ်နော်မဟုတ်လို့ရှိရင်နာမည်ပြောရင်ချိုးအသိချင်မှလည်းပြီးမယ်ပြီးရင်လည်းပြီးလိုက်မယ်ပေါ့အဲ့လိုရှိတယ်ပြီးရင်ဒီလိုသပင်ကင်မျိုးထားခြင်းကိုစံတာဒုတ်လို့ဖြောက်ဖြောက်ဆက်ဆက်ရင်းနေဆိုရင်အဆင်ပြေအောင်မဟုတ်ဘူးစပင်မှာဝိတ်လေးနည်းနည်းလောက်ရှိနေတာမျိုးအဲ့လိုမရှိရင်ဖြောက်ဖြောက်ဆက်ဆက်ဖြစ်နေလဲဝေဘီလောက်လေးကောင်းလိုက်တာမျိုးအဲ့လိုဆိုရင်အဆင်ပြေမယ်သူကအပေါ်လေယာထည့်တာပေါ့နော်အလွှာလေးလှုပ်ပြီးတော့ညှက်တာပြီးရင်ထိတ်ကိုဒုံးတီမဖြတ်ဘဲနဲ့ပွက်ကတ်လေးထည့်ဖို့လိုတယ်ညှက်ပြီးရင်လည်း wash တို့ pomade တို့နဲ့ texture လေးတွေဖြစ်အောင်လို့လိုလိုက်ဖွာပြီးတော့ထားလိုက်ဖို့လိုပါတယ်ဗျဒါဆိုရင်တော့ brother လိုချင်တဲ့ hair style အောင်ရလိမ့်မယ်အကောင်းဆုံးကတော့ပုံပြပြီးသားညှက်ပြီးတော့လိုလေးညှက်လို့ရနိုင်မလားမေးပြီးသားညှက်ရင်အဆင်ပြေပါလိမ့်မယ်ဗျပုံသွင်းနည်းကတော့ဆောင်းပြောသလိုပုံသွင်းမှရမယ်ပုံသွင်းရင်တော့ဒီတိုင်းဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါခုတော့ရှိပါတယ်ကိုစံသားကိုလည်းကြည့်ပြီးတော့ညှက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်